အဖော်မရှိလေကို့ဘာသာကိုပြောအောင်နေပါဘသူစီကမှမျိုးလင်းချက်မထားပဲရတဲ့ပျော်ရွှင်မိမျိုးနဲ့သာရှေ့ဆက်ပါစိတ်ကိုကြည်လင်စေမဲ့ဘ ഹു တုဒစာအုပ်တွေဖတ်ပါကိုအတင်းစုပ်ကိုင်းထားတဲ့အရာတော်တော်များများဟာမထင်မှတ်ပဲနာကျင်မှုကိုသာလက်ဆောင်ပေးတတ်ကြပါတယ်ကိုမုံသွားမဲ့သူတွေနဲ့မပတ်သက်ဖဲဝေးဝေးကနေနေပြီးကိုစိတ်ကိုပျော်အောင်ထားဖို့မမိတာနေအထီးကျန်တဲ့အခိုက်အတန့်တွေကိုဖြေးဖြောက်ဖို့အိမ်မွေးတရိษံလေးတွေမွေးပြီးနေ့ရက်တိုင်းမှာပျော်အောင်နေကြည့်ပါတကယ်တော့နားလည်မှုသီးခံခြင်းနဲ့ချစ်ချင်းမေတ္တာဆိုတာကိုပေးတဲ့လောက်သာတံပြန်တက်ရောက်မှုရှိနေရင်အတင်းအဓမ္မဖမ်းဆုပ်ထားဖို့တောင်မလိုပါဘူးလူတွေဟာနောက်ဆုံးမှာတစုံတယောက်အတွက်ရှင်သန်နေတာမျိုးမဟုတ်ဘဲမိမိကိုယ်တိုင်ရဲ့ရှင်သန်လူစိတ်နဲ့မယိမ့်မယိုင်ယက်တည်နိုင်လာတဲ့အခါအရင်ကတည်းပိုပြီးပျော်တက်လာပါလိမ့်မယ်လောကကြီးကိုနားလည်ဖို့အတွက်လူတိုင်းမှာရင်းနှီးပေးဆက်ရတာတွေရှိတတ်ကြပါတယ်။အဓိကကတော့ကိုယ်စိတ်ကိုယ်ဘဝနဲ့ကိုပျော်ရွှင်ဖို့ဘလို့နေထိုင်မလဲဆိုတာပါပဲ။အစင်မပြေတဲ့နေ့ရက်တွေမှာကိုအားပေးပါ။နာကျင်ရတဲ့အခါကိုပြန်ညှစ်သိမ့်ပါ။ညဘက်တွေမှာနှစ်ချက်ချိုက်အိပ်ဆက်အနားယူပါ။နောက်နေ့မနေ့နေမင်းကြီးထွက်ပေါ်လာပြီးတဲ့နောက်ဒုတိယမြောက်အလင်းရောင်ဟာကော်ဖီတစ်ခွက်တောက်ရင်ပြုံးနေတဲ့ကိုယ့်ရဲ့အပြုံးလေးပဲဖြစ်ပါစေ။ဘဝမှာအမိအခုဒီမရှိလဲကိုဘေးမှာအဖော်မရှိလဲအားလုံးကိုပျော်ပျော်ရွှင်ရွှင်နဲ့ရှင်သန်စေခင်ပါတယ်